ကြောက်တက်တဲ့စီးပွားရေးမလုပ်ရဘူးဆိုတော့ main ကလေးတွေရှိလို့ရှင်ဒီဗီဒီယိုဖိုင်ကိုခဏလေးရက်ကြည့်ဒီကကိုယ်တိုင်လွန်ခဲ့တဲ့2009 2010တုန်းကကြောင်းတစ်ဖက်နဲ့အလုပ်လုပ်ရတာအဲ့ဒီအချိန်မှာကိုကြောက်တက်တဲ့အတွက်ကြောင့်မို့လို့ကိုယ့်ရဲ့လုံနိုင်စွမ်းအားရှိတာတော့သိတယ်တငယ်ချင်းတွေနဲ့ပေါင်းပြီးလုပ်ရတဲ့အခါမှာတငယ်ချင်းတွေကိုတော့ marketing ဘက်ရှေ့ထွက်ရတဲ့ဘက်ကိုပို့ပြီးတော့ကိုကအမြဲတမ်းနောက်က production ဘိုင်းကနေပဲနေခဲ့တယ်ကိုဖို့ဆောင်ထဲမှာပဲနေပြီးတော့အလုပ်လုပ်နေခဲ့တယ်ဒါပေမဲ့ကြောင်းပြီးသွားတဲ့အချိန်မှာဒီကစီးပွားရေးကလုပ်ကိုလုပ်ရမှာဖြစ်တဲ့အတွက်ကြောင့်မလို့စီးပွားရေးစီမံခန့်ခွဲမှုတင်နန်းကိုတက်လိုက်ရတယ်အဲ့ဒီအချိန်မှာသိလာတာကငါဒါတွေစိတ်ဝင်စားပါလားငါဒါတွေလုပ်နိုင်ပါလားဆိုတာတကယ်လက်တွေ့သိသွားတယ်အခုအချိန်မှာဆိုလို့ရှိရင်ဒီကတငယ်ချင်းတွေနဲ့ပြန်ပြီးစီးပွားရေးတွဲလုပ်မယ်ဆိုရင်တော့တငယ်ချင်းတွေကို production ဘိုင်းမှာထားပြီးတော့ဒီကကိုယ်တိုင်ငါ marketing ကိုတာဝန်ယူနိုင်တယ်ဆိုပြီးတော့ရေးအာမခံနိုင်တဲ့အခြေအနေကိုရောက်လာပြီအဓိကနံပါတ်1ကိုလုံးဝအထင်မသေးနဲ့နံပါတ်2 comfort zone ကရုံးထွက်ပါအကုန်လုံးလုပ်နိုင်တယ် okay